မေရိကန်ပြည်မှာရေးထိုးလိုက်တဲ့ဘောလုံးနှစ်ပြားမက်ဆီရဲ့ဂိုး900ရွှေရောင်မှတ်တမ်းအားလုံးမင်္ဂလာပါ Mobile Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ဇော်ထက်ပါဒီနေ့မနက်အစောပိုင်းကရှင်ပြိုင်ကစားခဲ့တဲ့ Nashville နဲ့ပွဲစဉ်မှာမက်ဆီကသူ့ရဲ့ကစားသမားဘဝသွင်းဂိုး900ပြည့်မြောက်ကိုသွင်းယူလိုက်ပြီးတော့ကမ္ဘာဘောလုံးသမိုင်းမှာသွင်းဂိုး900ပြည့်မြောက်တဲ့ဒုတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းတင်လိုက်ပါပြီဒီသွင်းဂိုး900ရဲ့နောက်ွယ်မှာဆယ်စုနှစ်2ခုကျော်ကြာတည်ဆောက်ခဲ့ရတဲ့ Empire ကြီးတစ်ခုရှိနေပါတယ်လီယိုနယ်မက်ဆီကတော့ဒီမှတ်တိုင်ကိုရောက်ဖို့အတွက်လီမျိုးနီးပြမျိုးကစားကွက်အမျိုးနဲ့မျိုးဆက်အသွယ်ကိုကြော်ဖြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ရှစ်ချိန်မြောက်ဘလိုဒီယောဆုရှင်ကမ္ဘာ့ဖလားချန်ပီယံနဲ့အခုသွင်းဂိုး900ရဲ့သခင်မက်ဆီရဲ့ဒီသွင်းဂိုး900ခီးစဉ်နောက်ွယ်ကအမခန့်အချက်လက်တွေနဲ့ကိန်းဂဏန်းတွေကိုကျွန်တော်တို့ဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မက်ဆီရဲ့အကြီးအကျယ်ဆုံးအချက်ကတော့ဂိုးသွင်းတာလည်းမဟုတ်ပါဘူး။သူကပြီးခဲ့တဲ့ဆယ်စုနှစ်2ခုစလုံးပုံမှန်ခြေစွမ်းရှိနေတာပါ။ကစားခဲ့တဲ့ပွဲပေါင်း1142ပွဲမှာတွင်ကို900ဆိုတဲ့ကိန်းဂဏန်းကတပွဲကို 0.8 ရာခိုင်နှုန်းလောက်ထိရှိနေတာပါဒါကဘောလုံးပိုင်းမှာအမြင့်မားဆုံး goal bar ratio တွေထဲကတစ်ခုပါသူကကစားကွက်တွေပြောင်းသွားမယ်စနစ်တွေတော့ပြောင်းသွားမယ်အသက်အရွယ်သာရလာပေမဲ့သူ့ရဲ့အဆုံးသက်နိုင်စွမ်းကတော့အများနဲ့ master class အဆင့်မှာပဲရှိနေခဲ့တာပါမက်ဆီရဲ့ပထမဆုံးတွင်ဂိုးကတော့လွန်ခဲ့တဲ့22နှစ်2005ခုနှစ်ကလေးကစတင်ခဲ့တာဖြစ်ပါတယ်အဲ့တော့က18နှစ်သားလေးမက်ဆီကဂန်ဝင်ကြီးအီတိုရဲ့နေရာမှာလူစားဝင်ကစားပြီးတော့3မိနစ်အတွင်းမှာပဲဘာစီလိုနာအတွက်ပထမဆုံးဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့နောက်ပိုင်းဘာစီလိုနာမှာ18နှစ်ကြာဖြတ်သန်းခဲ့တဲ့ခီးစဉ်မှာ988ပွဲကစားပြီး682ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်လာလီဂါဆူဖလား10ချိန်ချန်ပီယံလိဖလား4ချိန်ပါဝင်ဆူဖလားပေါင်းများစွာကိုသိမ်းယူနိုင်ခဲ့တဲ့မက်ဆီရဲ့မှတ်တမ်းကတော့ဘယ်ကစားသမားမှလိုက်မမီနိုင်တဲ့ legendary မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ဘာစီလိုနာကနေမျက်ရည်နဲ့ထွက်ခွာခဲ့အပြီးမှလည်း PSG မှာနေမာအမ်ဘာပေတို့နဲ့အတူ32ဂိုးသွင်းယူခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့မှာတော့မက်ဆီရဲ့အခြေသွမ်းမှန်ကိုမတွေ့ခဲ့ရဘဲနဲ့မက်ဆီရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုတော့အခုအမေရိကန်ပြည်ပေါ်မှာပြန်တွေ့နေရပါပြီ။အင်နာမီယာမီကို2023ခုနှစ်မှာရောက်လာခဲ့ပြီးတော့ပွဲပေါင်း62ပွဲမှာ82ဂိုးသွင်းယူထားတဲ့ record ဟာတကယ်ကို video game တွေကကိန်းဂဏန်းတွေအတိုင်းပါပဲဒါပေမဲ့ပကံရဲ့မီယာမီတင်းကို MLS Cup အပါအဝင် League of ဖလားတွေရယူပေးနိုင်တာကမက်ဆီရဲ့သွင်းဂိုးတွေမက်ဆီရဲ့လွှမ်းမိုးမှုတွေကိုတက်တည်ပြနေတာဖြစ်ပါတယ်ကဲအခုမက်ဆီသွင်းယူခဲ့တဲ့သွင်းဂိုး900ကိုကျွန်တော်တို့နည်းနည်းခွဲချမ်းစိတ်ဖြာကြည့်ကြရအောင်မက်ဆီကသူ့ရဲ့နက်ဖျားပေးထားတဲ့ရွှေရောင်ဘယ်ချေကနေ955ဂိုးထိသွင်းယူထားနိုင်ပါတယ်နောက်ပြီးတော့ညာချေနဲ့111ဂိုးခေါင်းတိုက်ဂိုးကသွင်းဂိုး30ထိရှိပါတယ်ထူးခြားတာကသူက goal area ပြင်ကပါကနေပြီးတော့186ဂိုးသွင်းထားနိုင်တာလည်းဖြစ်ပါတယ်ပြီးတော့ပြိုင်ဘက်တွေအကြောင်းဆုံးကတော့ Messi ရဲ့ free kick တွေပါ free kick ကနေ goal 80သွင်းထားနိုင်တာဟာလက်ရှိကစားနေတဲ့ကစားသမားတွေထဲမှာတော့ထိပ်ဆုံးပါ Messi တို့ goal အများဆုံးဖန်တီးပေးထားတဲ့ကစားပေါ်ကတော့ Luis Suarez ပါ Messi ရဲ့အရင်ဆုံးဘော်ရာကြီး Suarez က48ဂိုးထိ Messi ကိုအဆစ်လောက်ထားပေးတာပါနီးပြတွေထဲမှာဆိုရင်တော့ Pep Guardiola က Messi ရဲ့မှော်အစွမ်းတွေကိုဖွင့်ထုတ်နိုင်ဆုံးသောနီးပြလို့ပြောရပါမယ်ပတ်ရလောက်မှာ Messi ကသွင်းဂိုး212ဂိုးထိသွင်းယူထားခဲ့ပြီးတော့ခေတ်သစ်ဘောလုံးလောကရဲ့ကိန်းဂဏန်းတွေကိုပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်နောက်ပြီးတော့မက်ဆီဟာအရေးကြီးဆုံးအချိန်တွေမှာဂိုးသွင်းပြနိုင်တဲ့ကစားသမားဆိုတာကိုကိန်းဂဏန်းချက်လက်တွေကတက်တည်ပြနေပါသေးတယ်သူကရှုံးထွက်အဆင့်ပွဲစဉ်တွေမှာလည်း185ဂိုးသွင်းယူပေးထားနိုင်ပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာက final ပွဲစဉ်တွေမှာ35ဂိုးအထိသွင်းယူပေးထားနိုင်တာပါ PR တွေအများဆုံးရှိနေတဲ့အချိန်တကဘာလုံးကစောင့်ကြည့်နေတဲ့အချိန်တွေမှာမက်ဆီကသွင်းဂိုးတွေနဲ့တက်တည်ပြလို့ရှိတဲ့ကစားသမားပါဒီနေရာမှာမပါမဖြစ်ပြောရမှာတော့မက်ဆီရဲ့မဟာပြိုင်ဘက်ကြီးဂန်နိုဝင်ပြိုင်ဘက်ကြီးခရစ္စတီယာနိုရိုနယ်ဒိုပါရိုနယ်ဒိုကတော့2024ခုနှစ်စက်တင်ဘာလမှာဂိုး900ပြည့်မြောက်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့သွင်းဂိုးပေါင်း965ဂိုးထိရောက်နေပါပြီသူတို့နှစ်ဦးစလုံးကဘော်လုံးလောကရဲ့အကောင်းဆုံးတွေပါတက်ရှိကန်တွေနေပါဒီနေရာမှာအငင်းပွားဝယ်ရှိတာကအခြားကန်တွေကစားသမားကြီးတွေဖြစ်တဲ့ပီလီနဲ့ရိုမာရီယိုတို့ကလည်းဂိုး1000ကျော်သွင်းယူနိုင်ခဲ့တယ်လို့ဆိုပေမဲ့တရားဝင်မှတ်တမ်းတွေကတော့ပီလီက988ဂိုးပဲရှိခဲ့ပြီးတော့ရိုမာရီယိုကတော့985ဂိုးပဲရှိခဲ့တာပါဒါကြောင့်မလို့တရားဝင်ဘောလုံးအချက်လက်တွေကတော့သွင်းဂိုး900ပြည့်မြောက်ထားတာလက်ရှိဘောလုံးလောကရဲ့အကုန်ကြီးနှစ်ပါးဖြစ်တဲ့ရိုနယ်ဒိုနဲ့မက်ဆီပဲဖြစ်ပါတယ်သွင်းဂိုးပေါင်း900ဆိုတာကိန်းဂဏန်းအချက်လက်တစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်ပေါင်း20ကျော်ကြာစူးစမ်းခဲ့တဲ့ရလဒ်တွေအသီးပွင့်တွေပဲဖြစ်ပါတယ်အသက်38နှစ်အရွယ်မှာကစားသမားအများစုကအနားယူဖို့ပြင်ဆင်နေကြချိန်မှာတော့မက်ဆီကတော့တမိုင်းမှတ်တမ်းသစ်တွေရေးထိုးနေတော့မှာပဲဂိုး900ဆိုတာသူ့ရဲ့ end point မဟုတ်သေးပါဘူးဒါဟာဆက်လက်မှတ်တမ်းတင်နေအောင်ပဲဆက်လက်ရေးထိုးနေအောင်ပဲဇလန်တပုတ်ရဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ကဲဒီတော့ညီကိုရောဘယ်လိုမြင်ကြလဲမက်ဆီရဲ့သွင်းဂိုးတွေကကိန်းဂဏန်းဘယ်လောက်ထိရောက်သွားမယ်လို့ထင်ကြလဲပြီးတော့ရိုနယ်ဒိုလိုပဲသွင်းဂိုး1000မှတ်တမ်းကို target ထားအောင်ပါလားမက်ဆီရဲ့သွင်းဂိုး900ထဲမှာဘယ်သွင်းဂိုးကိုအမှတ်တရရှိဆုံးလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်